UC ထဲတဲ့အခါမှာအပိုရတဲ့ event နေတာမက UC 9000ကျော်ထိအပိုရနိုင်မဲ့နီလန်နဲ့အတူ name chain card free uni ကိုဒီဗီဒီယိုမှာဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့ name chain card တွေ UC အပိုတွေ free ယူဖို့ဆိုရင်တော့လိုအပ်ချက်ကတော့တစ်ခုရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ game ထဲကို9ရက်မဝင်ထားဖို့လိုပါတယ်။ဒီဗီဒီယိုလေးမှာတော့ game ထဲကို9ရက်မဝင်ထားတဲ့ကျွန်တော်ရဲ့အကောင့်လေးကို UC ထည့်ပြီးတော့မသိသေးတဲ့တငယ်ချင်းတွေကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ name chain card free ယူဖို့ဆိုရင်တော့ game ထဲကို9ရက်မဝင်ထားလို့ဆိုရင်ကျွန်တော်တို့ event တွေရဲ့အောက်မှာ Radana ဆိုတဲ့ပတ်ကြည့်ပုံလေးနဲ့ဟာလေးပေါ်လိုက်မယ်အဲ့ဒီကိုတစ်ချက်နှိပ်လိုက်ပြီးလို့ဆိုရင်တော့ကျွန်တော်တို့ daily return ဆိုတဲ့ဟာလေးကိုနှိပ်လိုက်အဲ့ဒီမှာကျွန်တော်တို့9ရက်မဝင်ထားရင် name chain card တွေ free ယူလို့ရမှာပဲဖြစ်ပါတယ်name chain card တွေနာမက supply crate coupon တွေ classic crate ပုံတွေ classic crate coupon တွေကအစားအဲ့နေရာမှာကျွန်တော်တို့ရရှိမှာပဲဖြစ်ပါတယ်ဒါကတော့ပတ်ကြည့် mobile bank တွေကျွန်တော်တို့ game ထဲကိုမဝင်တာကြာလို့ဆိုရင်တို့ဘက်နေပြီးတော့ကျွန်တော်တို့ game ပြန်ဆော့ခြင်းလာအောင်ပြန်ပြီးတော့ဆွဲဆောင်တဲ့သဘောမျိုးနဲ့လက်ဆောင်တွေပေးသွားတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ UC တွေအများကြီးယူဖို့ဆိုရင်တော့ return special တွေကိုဝင်ပေးပါအဲ့ဒီမှာဆိုရင်ကျွန်တော်တို့သူဖော်ပြထားပေးပါတယ် UC 60ထည့်မယ်ဆိုရင်တော့ UC 45ကနေပြီးတော့1200အတွင်းကိုယ့်ရဲ့ကံပုံမူတည်ပြီးတော့ရရှိနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့အောက်ဟာတစ်ခုဆိုရင်တော့ UC 300ထည့်မယ်ဆိုရင်တော့ကျွန်တော်တို့ UC 80ကနေပြီးတော့UC 6000အတင်းကိုယ့်ရဲ့ကံပုံမူတည်ပြီးတော့ရရှိနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့အခုလက်ရှိမှာ UC 300ကျွန်တော် gain တွေကိုထည့်ရတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့ UC ဘယ်လောက်ထိရမလဲဆိုတာကျွန်တော်အနေနဲ့တကယ်ချင်းနဲ့တူတူကန်ဆန်းကြည့်မယ် Okay ကျွန်တော်ကတော့ UC 60ထည့်ရင် UC 45နဲ့1200အတွင်းရရှိနိုင်တဲ့အပေါ်ဟာကိုအရင်ဆုံးနှိပ်ကြည့်မယ် Okay ကျွန်တော်ကတော့ UC 60ပဲရရှိတယ်ဗျာကျွန်တော်ရဲ့ကံကတော့အရင်မကောင်းလို့ပြောလို့ရတယ်ဗျာ Okay နောက်တစ်ခုအနေနဲ့ UC 300ထည့်လို့ဆိုရင် UC 80ကနေပြီးတော့6000အထိတောင်ရရှိနိုင်တဲ့အော်ဟာတစ်ခုကိုကျွန်တော်အနေနဲ့ဖွင့်ကြည့်မယ်ဗျာကျွန်တော်ကတော့ UC 1000ကျော်လောက်ထိတော့လိုချင်တယ်ပေါ့ဗျာဖြစ်နိုင်မလား Okay ဖွင့်ကြည့်မယ်ဗျာပုံဖွားUC 480ကျွန်တော်ရရှိသွားပြီပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မှန်းထားသလောက်မရဘူးဆိုပေမဲ့အခုလောက်ပေးတာလည်းမစိုးလို့ပြောလို့ရပါတယ်ဘာကြောင့်ဆိုရင်ကျွန်တော်တို့ UC 300ထဲမှာအခုကကျွန်တော်တို့ UC အပေါ်က220လောက်ထိပဲရတာဗျာအခုတော့ရလဲကျွန်တော်အနေနဲ့ကျင်းတတ်ပါတယ်ဗျာဒါကတော့ game တွေကို9ရက်မဝင်ပတ်ကြည့် mobile bank နေ player တွေကိုပြန်ပြီးဆွဲဆောင်တဲ့အနေနဲ့အကျိုးခံစား권တွေပြန်ပေးသွားတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဖော်ပြပေးသွားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးဟာတကယ်ချင်းတို့အတွက်အကျိုးရှိတယ်ဆိုရင်ကိုယ့်ဘက်မှာတစ်ခုခုမှန်းခဲ့ပေးလို့ရပါတယ်နောက်ထပ်ပတ်ကြည့် mobile နဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုအသစ်တွေကျွန်တော်အနေနဲ့တင်ပေးသွားပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ AOG လုံးပဲဖြစ်ပါတယ်